ထဲမှာဒီလိုနာမည်တစ်ခုကိုရေးလိုက်တာနဲ့ရှေ့မှာ dot ဆိုတဲ့ format လေးတွေပြီးတော့စမလို့ကမဆိုတဲ့ format လေးတွေပေါ့နော်ကိုလိုချင်တဲ့ format လေးတွေ auto ပါအောင်ထည့်တဲ့နည်းလမ်းလေးတည်ချင်တယ်ဆိုရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးသွားပါရှင်ပထမဆုံးအနေနဲ့ကတော့စမလို့ကိုအသုံးပြုမဲ့ set ခွက်လေးတွေကိုဆက်လက်လေးပေးလိုက်ပါ keyboard ကနေ control ရဲ့1ရဲ့ကိုနှိပ်လိုက်ပါပြီးသွားပြီဆိုရင်စမလို့ကဒီမှာ custom လေးတဲ့ကိုသွားမယ်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်တော့ format လေးသတ်မှတ်ရပါမယ်ဒီထဲမှာဆိုလို့ရှိရင်ကိုက general ဆိုတဲ့ format လေးကိုအရင်ဆုံးဖြတ်လိုက်မယ်ပြီးပြီဆိုရင်သူကဘာထည့်မှလဲဆိုရင်စမလို့မြင်းဆောင်လေးထည့်လိုက်ပါပြီးပြီဆိုရင်ကိုကဥကိုထည့်ချင်တယ်ဆိုလို့ရှိရင်သူကဥဆိုပြီးတော့ရေးလိုက်ပါဒီနေရာမှာကိုကြိုက်တဲ့ format ထည့်လို့ရတယ် draw ထည့်ချင်တယ်ဆိုရင် draw ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒါဒီမှာဆိုလို့ရှိရင်ဒီ character လေးကိုနှိပ်ခဲ့ပေးပါနော် S ဆိုတဲ့ character လေးနှိပ်ပါပြီးတော့ရင် okay လေးပေးပြီးတော့ရင်တော့ဒီမှာနာမည်လေးတွေရေးကြည့်လိုက်ပါနော်စမလို့ဒီမှာ AA လို့ရေးလိုက်မယ်အန်တာလေးခောက်လိုက်တာနဲ့ရှေ့မှာ dot format လေးပါသွားမယ်တီတာကိုကြိုက်တဲ့ format လေးတွေရေးခဲ့ပေးလို့ရပါတယ်ရှင်Okay လိုက်လို့ကြည့်လိုက်ပါနော်ဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် comment မှာ yes လို့ရေးခဲ့ပေးပါအောင်ရှင်အဲ့ဇာနဲ့ပတ်သက်ပြီးတော့သင်ခန်းစာလေးတွေအသေးစိတ်လေ့လာခြင်း star comment